ကိုမေရှာခွင့်ပြုရမူပါဗျာအလုံးလုံးနေနဲ့ဘေးမှာတရားခွေတွေပါဖွင့်ထားလို့ရှင်တရားဟောတဲ့ဆရာတော်ပေါ်အကာရဝဖြစ်စေပါတလားဗျာအဲ့ဒီမေကုံဥစဉ်နိုင်ငံသားတပါလဲတယောက်လည်းမေးဘူးတဲ့အဲ့ဥစ္စာသူတို့အဲ့လိုအချိန်မရှိဘူးပေါ့နော်မရှိတော့တရားလေးဖွင့်ပြီးလှုပ်ကြတယ်ပေါ့ဆိုတော့ဒါကမယိုမသေးတဲ့စိတ်တော့မဟုတ်ပါဘူးနော်ဟိုဆရာတော်ဟောကျင်တာဟောငါကယူမဆိုင်ဘူးဆိုတဲ့သဘောမျိုးလုပ်နေတာမဟုတ်ပါဘူးသူ့စိတ်ထဲမှာအချိန်မှအားတဲ့အတွက်ကြောင့်တရားလေးနာရင်းနဲ့အလုပ်လုပ်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့်အဓိကစိတ်ပဲလေအဲ့တော့မယုံမသိတဲ့စိတ်မှာပါတဲ့အတွက်ကြောင့်အခါတော်မဖြစ်ပါဘူးเนาะအခါတော်ဖြစ်ပါဘူးကျွန်တော်ဘာကိုတက်သေးပြောမလဲဆိုလို့ရှိရင်မို့ဒီဟိုမိုင်းခိုင်းဆရာတော်ဆိုတာရှိခဲ့ဘူးတဲ့မိုင်းခိုင်းဆရာတော်ကြီးကဒီအခါတော်နဲ့ပတ်သက်ပြီးတော့သူဆုံးဖြတ်တဲ့အထက်မှာကျွန်တော်ရဟန်းတော်တွေဟာဖျားစီကိုတွားလို့ရှိရင်ဖျားကိုရှ िख ိုးလို့ရှိရင်ဒီလိုမျိုးနှစ်ဖက်သင်္ကန်းယုံလို့မရအောင်တစ်ဖက်ဖော်ရတယ်ပခုံးဒါတို့ရဲ့အိန္ဒိယယဉ်ကျေးမှုပြောမလားမသိဘူးပေါ့နော်ပခုံးနှစ်ဖက်ဖုံးခွင့်မရှိဘူးဆရာသမားတွေစီသွားတဲ့အခါဖျားစီသွားတဲ့အခါမှာပခုံးတစ်ဖက်ကိုဖော်ပေးရတယ်အเจ้าမှာဝတ်တဲ့ပုံစံပေါ့နော်သွားရတယ်ဒီလိုနှစ်ဖက်မှာဖုံးထားရအောင်အဲ့ဆိုရင်ဆောင်းတွင်းကာလအရန်အေးတယ်ပေါ့နော်အရန်အေးတဲ့အခါကျတော့ခြုံတယ်ခြုံမယ်ဒုက္ခခြုံထားမယ်ပတ်ထားမယ်နှစ်ဖက်လုံးကိုတိုင်းပြီးပတ်ထားမယ်အဲ့ဒါဆိုရင်ဖျားကြောတဲ့အခါအာကာရဘဖြစ်သလားပေါ့မဟုတ်ဘူးဒါကဟိုကိုယ်စိတ်ထဲမှာဖျားကိုမယိုတဲ့စိတ်မပါဘူးယိုသေးပြီးသားဒါပေမဲ့ကျမ်းမာရေးအကြောင်းအရန်အေးလို့နော်ပတ်ထားတဲ့သဘောပေါ့အဲအကြောင်းသူကအာကာရမဖြစ်ဘူးလို့သူဆရာတော်ဆုံးဖြတ်တယ်ဆိုတော့ဒါမျိုးထောက်စားတော့အပြင်အာကာရဖြစ်မဖြစ်ဆိုတာကသူ့ရဲ့စိတ်နဲ့လည်းဆိုင်သေးတယ်ပေါ့နော်စိတ်ကနေပြီးတော့မယိုမတဲ့စိတ်ကြီးလည်းပါနေမှသာလည်းအာကာရဖြစ်တဲ့တမယမှာဖြစ်ပါတယ်နော်တချို့ကြတော့လေဟိုတပည့်တော်ပါဝင်ပေါ့လေတရားဟိုညအိတ်မပြောဘူးပေါ့အိတ်မပြောတဲ့ခါကျတော့တရားဖွင့်လိုက်တာပေါ့ဖွင့်ပြီးတော့ဟိုအိတ်စေးသဘောလိုဖြစ်သွားတရားနာပြီးတော့စိတ်ကစူးစီးမိသွားတဲ့ခါကျတော့ဟိုအိတ်ပြောသွားတာတို့ပါလို့လည်းရှိရလေအဲ့ခါကျတော့ဟိုအကာရဝရဲ့လို့တော့လည်းမဟုတ်ဘူးဒါပေမဲ့တရားကိုအသုံးချတဲ့နေရာမှာကျတော့အိတ်ချင်လို့ကိုဟိုတရားဖွင့်ထားတဲ့သဘောတော့ရှိတယ်ဗျာဒါတော့အပြစ်ဖြစ်ပါသလားဗျာမဖြစ်ပါဘူးဆိုင်ပါဘူးနော်ဦးဇင်းတို့တချို့ဆရာတော်တွေတောင်ရှိသေးတယ်တချို့ဆရာတော်တွေဆိုလို့ရှိရင်စာဖတ်ပြီးမှအိပ်ပြောတာရှိတယ်။စာဖတ်ရင်းနဲ့အိပ်ပြောတာ။စာမဖတ်ရင်မအိပ်ဘူးတဲ့သူကစာနိုင်ရောလောက်ဖတ်လိုက်ရတယ်။အဲ့ဒါစာဆိုတာလည်းဒါတရားစာပဲလေ။တူတူပါပဲဆိုလိုတာလေ။အဲ့တော့ခါတလေဆရာတော်ကြီးတွေသင်ပေးတာချက်လေအိပ်မပြောဘူးလားအိပ်မပြောရင်အာနာပါနမှတ်လိုက်အိပ်ပြောသွားလိမ့်မယ်ဆိုတော့ဒါလည်းတရားပဲလေနော်။တရားအိပ်ပြောချင်လို့တရားမှတ်တာဟုတ်လားမလား။အဲ့ဒါအိပ်ပြောချင်တော့တရားမမှတ်ရဘူးဆိုတော့ဖြစ်သွားမှာပေါ့ဟုတ်လား။မဆိုင်ပါဘူး။အဓိကတော့တရားနာတယ်ဆိုတာကောင်းတဲ့လုပ်ပဲစာဖတ်တယ်ဆိုတာကောင်းတဲ့လုပ်ပဲတရားနှလုံးသွင်းတယ်ဆိုတာကောင်းတဲ့လုပ်ပဲဘာရည်ရွယ်ချက်နဲ့ပဲလုပ်ကောင်းတဲ့လုပ်ပါပဲနော်။ဦးဇင်းတို့ကြည့်လေအနာတမင်တည်းရဲ့သားဆိုလို့ရှိရင်မောင်ကာလဆိုရင်နော်ပတ်စံလို့ကျွန်တော်တရားနာတာလေဟုတ်ကဲ့လားဒါတူတောက်ဆိုတာမရှိတော့ဟုတ်တယ်လားပတ်စံလို့ကျွန်တော်တရားနာတာတရားလို့ကျွန်တော်လည်းမဟုတ်ကုသလို့ကျွန်တော်လည်းမဟုတ်ပတ်စံလို့ကျွန်တော်တရားသွားနာတာဟုတ်လားအဲ့ဒါကြောင့်ဒါအကာရပြောလို့မရဘူးနော်အဲသူ့လောက်တော့မဆိုသေးဟုတ်လား